ကုံခင်လေးဆိုတာတည်တာကိုလိုနီခင်မှာပထမဆုံးဝုဒ္ဓရေးတဲ့နော်ဦးကုံဗန်ဆိုတာတည်တာဦးကုံဗန်ဇာတ်ပြင်ဂီတပညာရှင်မှာမုံရွာကနော်သူကဂုံဗန်ဆိုတာဆရာကြီးကဟောပြောပွဲကောင်းတယ်နော်ပါမီဆိုင်ဝိုင်းပညာအတတ်ပညာနော်ဒီခင်မှာဆိုတော့ဂီတာပေါ့ပြောရမယ်နော်ဂီတာတီးရကျွမ်းတာပေါ့နော်အခန်း15ကိုဘာကြောင့်ဖြစ်ရဆိုတော့အပြည်ပြည်ဆိုင်ရာငွေကြေးဆိုတာ1956เนาะရခိုင်နဲ့ဘယ်သူနဲ့လဲရခိုင်နဲ့ရန်ကုန်နဲ့ပေါ့เนาะ1965ဆိုရင်ပဲခူးနဲ့ရခိုင်နဲ့ပေါ့เนาะအဲ့ဒါအပြည်အခန်း15ဆိုတာဘာကြောင့်မင်းတို့ IFC ဆိုတာမင်းတို့တင်ရတယ်ဆိုတော့เนาะအခန်း15ဖြည့်ဆိုမဲ့သူညာဒီနေ့ခေတ်မှာပိုတင်တန်းတက်ပေါ်ရတဲ့ခါကျအခန်း15မှာပါပြီးဖြည့်ရမယ်ဆိုတာပေါ့เนาะအခန်း15ဒါပေါ့နော်ဒီအသုံးပြုခွင့်ပါအခန်း15ပါနော်အစီအပွားရေးစီမံတာအခန်း15ဒီစာအုပ်ထဲမှာဗာဒီကအခန်း15နဲ့ဒီကအခန်း15ကျဘာကြောင့်မတူလဲဆိုတော့နော်ဒီဘက်ပတ်စံတွင်ဒီဘက်ပတ်စံတွင်ဒီဘက်ကဒီပေါ့နော်အခန်း15အခန်း16မှာပါတယ်ဆိုတော့နိုင်ငံခြားငွေလွှဲတော့မယ်နော်ဒါကျိုးမြေကမှာအလုပ်လုပ်ပြီးပါပြီနော်အခန်း16ဖြည့်ဆိုမဲ့လူရှိတာအခန်း15ဖြည့်တဲ့လူကဘန်တွေတွားမယ်ငွေထုံးမယ်အိမ်တွေလိုက်ငှားမယ်ပြီးလို့စီမြေတွေလိုက်ငှားမယ်ပေါ့နော်အခန်း16မှာကြာသူတို့နိုင်ငံသားတွေကအလုပ်သမားတွေကဆိုတော့ဒီမြေပေါ်မှာအလုပ်လုပ်တဲ့အလုပ်သမားတွေကနိုင်ငံသားငွေလွှဲမယ်ဟို E9 ပေါ့နော် E9 ဆိုရင်ကိုရီးယားမှာနိုင်ငံသားကိုရီးယားမှာရင်းနှီးမြှုပ်နှံတဲ့လူတွေပေါ့နော်မြန်မာနိုင်ငံသားတွေကတော့မြန်မာနိုင်ငံကိုငွေလွှဲမှာပေါ့နော်ဘလောက်တိန်ဘလောက်ပေါ့ဝါအခန်း16ပေါ့နော်နိုင်ငံသားမသိလို့စီသူတို့ငွေရလာပြီပါနေလောက်ပါပေါ့နော်အခန်း18အခန်း19ဆိုတာဘူလောင်းတင်တယ်နိုင်ငံသားငွေလွှဲကောင်းနိုင်တယ်နော်ဘူလောင်းတင်တယ်အခန်း18 ICTနိုင်ငံသားမထုတ်တဲ့ပစ္စည်းတွေဝယ်မယ်ကားတွေမော်တော်ကားတွေတင်သွင်းမယ်ပြီးကွန်တင်နာဘူထောင်ကမ်းနားမှာထုတ်မယ်နော်ဘူထောင်ကမ်းနားမှာအခွင့်အရေးဆိုတာအဲ့ဒါတွေပဲနော်နိုင်ငံသားငွေကြီးကိစ္စဆိုဘူထောင်ဖျားရှိမှရှိတာပေါ့နော်ကော်မရှင်နယ်ရုံးတွေရှိတယ်ဘူထောင်ကျောင်းတက်သွားတယ်အဖက်19ကျောင်းတက်သွားတယ်ဘူထောင်နေပြည်ထဲမှာသူတို့ဘာတွေလောက်ကန်လို့ရတယ်ဆိုတော့ကွန်နာပုံးနေတဲ့ကားလေးတင်သွင်းတာလို့ဘယ်နိုင်ငံဒီဘက်နိုင်ငံကားလေးတင်သွင်းတာလို့အဲ့လိုမျိုးလေးလုပ်ရရတယ်ပြီးလို့ပြည်လက်မြေထော်တဲ့ကားလေးသွင်းလို့ရတယ်အဆောက်အုံဆိုဒီမှာဆိုရင်ရထားလမ်းဖောက်ဖို့လှိုင်းကူတွေပါဖောက်ဖို့အတွက်ဘာလုပ်လို့ရတယ်ဆိုတော့ဂရိန်းတွေမြေတူးဖော်ရေးဆက်တွေအကုန်မှာယူလို့ရတာပေါ့နော်အဲ့ဒါဘူထောင်ကမ်းလာတယ်လောက်ရမှာအစင်းလောက်ရမှာအများကြီးပဲ